ကဲငါတို့ငမန်းတက်ဖွဲ့ရဟိုဘက်ကမ်းမရှိတဲ့ပင်လယ်ငါတွေကိုတပ်ဖြတ်ချတောင်းကြမယ်ကိုငမန်းမဒန်ဒီဘဝအလောစေးလေးလောက်ထားကြဒီညချပြပြနေညာပြပြကလေးတက်ကြမယ်ပြီးဆက်ဖြုတ်စားတော့အဝဲခံကြမယ်သူတို့ရဲ့ပင်လယ်ရင်းနဲ့ပိုင်းငါတို့တိုင်းစင်းမယ်အလောစင်တင်းတို့ထားကြဟုတ်ကြကြီးဟုတ်ကြကြီးဟုတ်ကဲကိုပြန်လို့ကိုစုံတို့ကိုကနန်းတို့ကိုဒီမဲ့ကိုငါအားလုံးတတိဝိနေနေနော်ဘာလဲဆိုတော့တိုးတပ်ပွဲကိုငမန်းတက်ကချမင်းလာရတက်ခိုင်းနေတယ်အားလုံးတတိဝိနေနော်ကိုပစုံရောကြားလားဟုတ်ကြပါတယ်ဆရာကြီးကိုကနန်းကြားလားဟုတ်ကြားပါတယ်ဆရာကြီးပြန်လဲစင်တပြမလားဟုတ်ကဲ့ပါဆရာကြီးဟုတ်ကဲ့ပါဆရာကြီးအားလုံးတတိဝိနေနော်ကြားလားဘယ်တော့မှပေါ်နေဘယ်တော့မှမရှော့နဲ့ဘယ်တူရန်တူကိုဘယ်တော့မှထင်တယ်လို့မရဘူးဟိုဘက်တပ်ဖွဲ့ကရေစုပ်ကျန်းကျုံတဲ့ငမန်းတပ်မလို့ဖြစ်တယ်တဲ့အားလုံးဒီဝင်းနဲ့နေတာကြားလားဟုတ်ကြိုက်ဟုတ်ဟာဒီကရင်ကတော့စကြည့်တာသူတို့တည်သွားပြီဘာဟာကိုမဇော်ရမတဲ့မကြည့်နဲ့ဖြည်းဖြည်းလေးမင်းကိုမြင်သွားလိမ့်မယ်အေးပါငါရတီးပါနဲ့ငါလေဝေးရနေပြင်းလေးစောက်ကြည့်တာကွာဒီခေါ်လေးတကောင်တော့ထွက်လာပြီကာရောက်ဖြတ်တောင်းလဲကာရဖြတ်တောက်ဆက်တောင်းမလို့ကွာငါလိုကြီးဘွေကဒီငါတတိလေးမညာနဲ့ကြမ်းမရှိဘူးဆိုင်ရမိတ်ခေါ်ရတာဆိုင်ရမိတ်ပြလိုက်ဒီပင်လေပြမရှိတဲ့ငါးရဲ့ကလုံးငါကျေရောက်ဖြတ်တော့ဖြတ်စီးလိုက်မယ်ဝါကြားတယ်ဝဲမင်းဒီတောင်ကငါလွဲပြရတော့မယ်ကဲကိုငါတွေအားလုံးတီဝင်နေကြရန်သူကတော့ငါတို့24နှစ်အတွဲချင်မြလာတက်ခတ်နိုင်တယ်တေးကြတစ်ခုကတော့ငါတို့အကောင်းဆုံးကာကွယ်မယ်ဘယ်တော့မှမရှုံးနဲ့အားလုံးတီဝင်နေတတ်ကြမယ်နော်ကိုကနန်းနဲ့တီဝင်နေရတာကိုလေးပန်တို့ကိုပြန်တို့အားစတုံးရှိတဲ့ပင်လယ်ငါးအားလုံးတီဝင်နေတတ်ကြဒီညအမတန်ငါတို့တက်ခက်ခဲနိုင်တဲ့ညတညလည်းဖြစ်နိုင်တယ်ကြားလားဒီလောကခုတော့ကိုကနန်းမင်းမတောက်ဥဆောင်ခဲ့မယ်ဒီထဲမှာဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါကျွန်တော်အားလုံးဥစားပါရပါတယ်ကိုစုံမင်းရဲ့သူ့ရဲ့မန်နေဂျာပြေလောက်ပြီးတော့ကြည့်ကြလိုက်အောင်လို့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါကိုပြန်ဟင်ကောအားလုံးနဲ့ဝမ်းကူတောက်တန်းနဲ့ကုန်ကြည့်ဒီကောင်းတဲ့ချင်မင်းကောင်းတဲ့ရုပ်မာတဲ့ကောင်ဆိုချင်မင်းဝင်လာနေတယ်ငါတို့နေမြေထဲဟုတ်ဆရာဘာမှဖြစ်ကျွန်တော်တောင်းမချင်ကျွန်တော်အားလုံးကြည့်ကြပြီဥစားပါဗျအေးအဲ့ဆိုမလည်းရွာပြန်လာမယ်ဝါတည့်ရတာတော့လည်းပြင်ပလိုက်တာကွာအိမ်နဲ့မိသားစုနော်ချင်မပေးနဲ့ဒီပင်လည်းလောက်အလုံးနဲ့လုံရှုံးနေရတယ်တည့်ရ